ကဲအားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့တူတီမောင်ကျော် YouTube channel လေးကနေပြီးတော့မိတ်ဆွေကိုတွေမှလည်းအားလုံးကိုမင်္ဂလာပါလို့ပြင်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်နော်မင်္ဂလာရှိတော့နေ့ရက်ကလေးကိုပိုင်တန်နေကြပါစေမင်္ဂလာပေါင်းနဲ့တည်ဆုံနိုင်ကြပါစေမောင်ကျော်ရဲ့ဗီဒီယိုပိုင်းလေးကိုအများနဲ့စောင့်နေပြီးအားပေးတဲ့တူတယောက်ချင်းစီရောအခုမှတွေ့လို့မြင်လို့ဝင်ရောက်ပြီးအားပေးတဲ့အကူတွေမှလည်းအားလုံးရောကျွန်တော်ရဲ့ဗီဒီယိုပိုင်းလေးကိုဝင်ရောက်ကြည့်ရှုတဲ့ချိန်အားစား၍စိတ်ကြမ်းပါခြင်းကိုကြီးချမ်းသာခြင်းတည်ဆုံနိုင်ကြပါစေလူဝဆန္ဒရဲ့တလုံးတော့ပြေးသွားပြီးတော့အသက်ရှူတိုင်းမှာမဝင်နိုင်ကြပါစေလို့မောင်ကျော်ကနေဥစွာပထမလေးစူတောင်းနေတာလေးပူဇော်ပေးလိုက်ပါတယ်နော်ကဲအားလုံးပဲမင်္ဂလာရှိသောနေ့ရက်ကလေးတို့ပိုင်ဆိုင်နေရောအခုကြည့်နေတဲ့မိတ်ဆွေကိုတွေမှလည်းအားလုံးကမန်လေးတွေမှာမင်္ဂလာပါလို့မှတ်မိပါအများကြီးအောင်အများတွေ့အောင်လေကျွန်တော်ဗီဒီယိုလေးကို share ပေးကြပါမျှဝေပေးကြပါ okay လေးတွေတန်းစီပြီးနေပြီပါနော်ဒူလေးမောင်ကျော် YouTube channel တကလေးကိုလည်းနော် subscribe မနေကြသေးတဲ့အကူတွေမှလည်းအားလုံးက channel ကို subscribe နေပြီးတော့ကြည့်ပြပါကဲအားလုံးပဲကိုတွေမှလည်းအားလုံးပဲအခုဗီဒီယိုလေးမိတ်ဆွေကိုတွေမှလည်းအားလုံးတော့ကိုတရက်12လ2025ကျွန်တော်တို့တင်းနာနေအဖွင့်နေမနှညနေကုန်စားမှာကစားတင်ကစားလိုက်တော့မင်းရောကွက်ကလေးတွေနဲ့ထိုးတင်ထိုးတိုက်တော့တကွက်ကောင်းလေးတွေကိုစေတနာနဲ့လာရောက်ပြီးညှဝေပေးတဲ့ဗီဒီယိုပိုင်းလေးပဲဖြစ်ပါတယ်အခုဗီဒီယိုပိုင်းလေးကိုတင်ပေးရတဲ့ရေချက်ကမိတ်ဆွေကူဒီမတွေအားလုံးကိုရသိခြင်းလို့ပေါက်စေခြင်းလို့ရှင်းနိုင်ခြင်းနဲ့ကြမ်းနိုင်ခြင်းအားကောင်းဆုံးကဏ္ဍလေးတွေကိုစေတနာထားပြီးတော့လာရောက်ပြီးညှဝေပေးတာနော်ဒီဗီဒီယိုပိုင်းကိုတင်ပေးရတဲ့ရေချက်ကလည်းကျွန်တော်အများနဲ့စောင့်မျှော်ပြီးတော့ကျွန်တော်ကဏ္ဍလေးတွေပဲအများနဲ့လိုက်ကစားတဲ့အကူဒီမတွေအားလုံးအတွက်တည်တံ့လာရောက်ပြီးညှဝေပေးတာပါနော်ချန်နေတဲ့မှာယူတော့မှာမချန်နေတဲ့အကူဒီမတွေအားလုံးကကိုချန်နေတဲ့ကဏ္ဍကိုရွေးချက်ပြီးတော့ကစားနိုင်ပါတယ်ဗိစုံပွဲသိမ်းလေးမှာလည်းကျွန်တော်ရဲ့အဖွဲ့ဝင်မျိုးနော်အဖွဲ့ဝင်မျိုးတွေလက်ဆောင်ပေးထားတဲ့လုံးဝပတ်တီးတဲ့အဖွဲ့ဝင်မျိုးတွေအားလုံးလက်ဆောင်ပေးထားတဲ့အဖွဲ့ဝင်မျိုးတွေအားလုံးတို့လည်းအစင်ပြေတဲ့နေတဲ့မျိုးတွေအားလုံးအတွက်ဆိုတဲ့မနက်စင်းမှာ9.9ပတ်တီးနဲ့တောက်ကြနေပွဲသိမ်းလေးမှာ63မယောကွက်2သီးစားလေးနဲ့အစင်ပြေတဲ့တောက်ကြနေညနေ4နာရီပွဲစင်းမှာလည်း9.9ပတ်တီး6.6ပတ်တီးလေးနဲ့66 2သီးစားလေးချက်ပြီးတော့အစင်ပြေတယ်နော်နေကုန်မှာ93ကို96ကိုနေကုန်မှာပေါက်တဲ့မောင်ကျော်ရဲ့နေတဲ့အမျိုးတွေအားလုံးကလည်းအခုဒီပိုင်း comment အောက်ကလေးမှာကိုယ့်ရဲ့ပေါက်ကြီးလေးတွေဘလောက်ဘူးပဲပေါ့ဘလောက်ဘူးပဲရပေါက်ကြီးလေးတွေကိုမှတ်ပေးခဲ့ပါနော်ဘာလို့ဆိုတော့ကျွန်တော်တို့ကန်တူအကျိုးပေးစင်နာကောင်းတိုင်းကန်ကောင်းမဆိုတဲ့လက်သုံးစကားလိုပဲနော်ကျွန်တော်တို့ကန်တူအကျိုးပေးနေတဲ့အချိန်မှာကိုကိုတွေမတွေအားလုံးရဲ့ပေါက်ကြီးလေးတွေကိုဖတ်ပြီးတော့ကျွန်တော် PT လေးထည့်ချင်လို့ပါနော်အဓိကပြောချင်တာတော့မိတ်ဆွေကိုတွေမတွေအားလုံးပဲကျွန်တော်ဗီဒီယိုလေးတို့အများနဲ့စောင့်မျှော်ပြီးကြည့်လို့နော်အစင်မပြေဘူးဆိုတာမရှိဘူးနော်ကိုမကိုအကြောင်းမျိုးကြောင့်လည်းရှုံးတယ်ကိုကြိုင်းနေတဲ့ရလိုက်လုပ်ပြီးရှုံးလို့ကျွန်တော်ဗီဒီယိုပိုင်းထဲမှာရှုံးနေဆိုတဲ့မှန်လာမမှန်တယ်ကျွန်တော်လည်းသိမခံနော်ကျွန်တော်ဗီဒီယိုပိုင်းလေးအများနဲ့ကျွန်တော်ကနန်လေးတွေကိုတေချာကြည့်ပြီးအစအဆုံးကြည့်ပြီးတေချာလိုက်ကစားလို့အစင်မပြေဘူးဆိုတာမရှိဘူးကျွန်တော်နေရာပြောနေဆိုမှကျွန်တော်နေတနေ့စာမှာနေကုန်2ချိန်ရှိတယ်နော်2ချိန်မှာအနည်းဆုံးကျွန်တော်တစ်ချိန်မှာကိုကိုတွေမှာလည်းအားလုံးပဲအောင်ဝက်ခဏကိုကျွန်တော်အကောင်းဆုံးကြိုးစားပေးတာနော်ဒါကျွန်တော်ဗီဒီယိုပိုင်းလေးတွေကိုကျွန်တော်ဗီဒီယိုပိုင်းလေးကိုအစအဆုံးလိုက်ကြည့်ပြီးတော့အများနဲ့လိုက်ကစားတဲ့အကူဒီမှာလည်းအားလုံးသိတယ်နော်အထူးလေးပြောနေကြမလို့ကိုယ်တွေမှာလို့ပဲဗီဒီယိုပိုင်းလေးအဲ့ဒါမလို့အစအဆုံးအများနဲ့လို့ကျွန်တော်ဗီဒီယိုပိုင်းအိမ်မှာမှားတယ်ပြီးဆုံးနိုင်အောင်ကြည့်ပေးပါပြီးဆုံးနိုင်အောင်ကြည့်ပေးပါဆိုတော့အလကားကြည့်ခိုင်းတာမဟုတ်ဘူးမိတ်ဆွေကိုယ်တွေမှာကြည့်ရှုတဲ့အကူဒီမှာလည်းအားလုံးတိုင်းဗီဒီယိုကုန်တရားတော်အကျိုးနဲ့ရှိအောင်200ကုန်200အကျိုးနဲ့ရှိအောင်လို့ကျွန်တော်အကောင်းဆုံးကြိုးစားပေးတာလေနော်ဟိုရှင်းဘက်မှာဆိုလည်းကျွန်တော်တို့မနှညနေကုန်သာတင်ပေးတဲ့အတိုင်းမှာညမနေ့က2ချိန်မဟုတ်တစ်ချိန်အများနဲ့ကျွန်တော်တို့အောင်မြင်ရတယ်တောက်ကြတဲ့ပွဲသိမ်းမှဆိုမနက်ကောညအောင်2သီးစားလေး63 96ကိုတိုင်း2သီးစားကြီးပဲဟုတ်တယ်နော်ပေါက်ကြီးလေးတွေမှန်ပြီကိုယ်တွေမှအလုံးပဲကဲအလုံးမဲ့နောက်ပြီးတော့ကျွန်တော်တို့17ရက်12လ2025တင်းနာလေးအဖွင့်နေမနက်ညနေကုန်းစားမှာကစားတဲ့မေယောကွက်ကလေးတွေကိုတေချာလေးအစအဆုံးကြည့်ပါတကွက်ကောင်းလေးပေးတဲ့ဒီကိုတေချာလေးအစအဆုံးကြည့်ပြီးတော့ယူသွားပေးပါနော်ကိုယ်တွေမှအလုံးပဲကဲအလုံးမဲ့မင်္ဂလာရှိသောအဖွင့်လေးထီအောင်လဲ comment ကလေးမှာမင်္ဂလာပါလို့မှတ်ပေးပါ okay လေးတွေတန်းစီပြီးတော့မှတ်ပေးပါဒါလေးတွေနော်ဒါလေးတွေလုပ်ပြပါအောင်ကိုယ်တွေမှလုံးပဲဒုတိယမောင်ကျော် YouTube channel အသိလို့လည်း subscribe မနေကတည်းကအကိုတွေမှလည်းအားလုံးက channel ကို subscribe နေပြီးတော့ကြည့်ပြပါနော်ရေးရေးကြော်ကြီးနဲ့လို့ပေါက်ကွက်ချင်ငယ်ကိုကြောင်းနဲ့ကိုတော့အားလုံးတစ်ခါပြောပြီးသားရသိချင်လို့ပေါက်စေချင်လို့ညှဝေပေးတာနော်အားလုံးပဲကဲအားလုံးပဲတေချာထားတော့ဝင်မယ်နော်ကျွန်တော်17ရက်12လ2025ဒေတာနေမနေ့ညနေကုန်းစားမှာမောင်ကျော်ရဲ့အကြိုက်ဆုံးလုံးဝဝန်းချင်းဒီ9-3ညဝန်းချင်းပါနော်မောင်ကျော်ရဲ့အကြိုက်ဆုံးလုံးဝဝန်းချင်းဒီ9-3ညဝန်းချင်းပါ9-3ညပတိပါနော်အခုကျွန်တော်ခေါ်ပြီးမဲ့ကဏ္ဍတိုင်းဒီဒေတာနေမနေ့ညနေကုန်းစားမှာထိတိမိမိကစားတဲ့ကဏ္ဍတွေပါနော်မနက်ပိုင်းမှာထုတ်အလွန်အားကောင်းဆုံးညနေပိုင်းမှာလည်းအလွန်အားကောင်းတဲ့ကဏ္ဍတွေပါမနက်ညနေကုန်းစားကိုလည်းကစားပါကိုကိုတွေမှာလည်းအလုံးအတွက်အဆင်ပြေပါလိမ့်မယ်နော်ကတည်းကနေတင်တာနေမနေ့ညနေကုန်းစားမှာမောင်ကျော်အကြိုက်ဆုံးလုံးဝဝန်းချင်းဒီ9-3ညဝန်းချင်းပါ9-3ညပတိပါ9ပိုင်း9ပတ်တိနဲ့အဓိကထားပြီးထိုးအောင်မေယောကွက်တီတကွက်ကောင်းလေးပဲဆုံးမပြောပြီးမယ်နော်9ပိုင်း9ပတ်တိနဲ့အဓိကထားပြီးထိုးအောင်မေယောကွက်တီ9ခွန်9ရှစ်9ကို9တက်ပါမိတ်ဆွေကိုတွေမှာအားလုံးပဲ
9ပိုင်း9ပတ်တိနဲ့အဓိကထားပြီးထိုးမယ်မင်းကွက်တိ9ခွန်ရဲ့9ရှိကဲ9ကိုရဲ့9တက်ကကိုက9ပိုင်း9ပတ်တိကိုအမှန်ကန်ချိုင်းနေတဲ့ဆိုရင်နော်တင်းနာနေမနေ့ကနေကိုစားမှာ9ခွန်9ရှိ9ကို9တက်ဆိုတဲ့မင်းရော၄ကွက်ကိုပဲဦးစားပေးပြီးတော့ကစားပါနော်3ညပိုင်း3ညပတ်တိနဲ့အဓိကထားပြီးထိုးမယ်မင်းကွက်တိ3ညခွန်3ညရှိ3ညကို3ည2ပါမိတ်ဆွေကိုဒီမှာအားလုံးပဲ3ညပိုင်း3ညပတ်တိနဲ့အဓိကထားပြီးထိုးမယ်မင်းကွက်တိ3ညခွန်ရဲ့3ညရှိကဲ3ည9ရဲ့3ည2ကဲကိုက3ညပိုင်း3ညပတ်တိကိုအမှန်ကန်ချိုင်းနေတက်လို့နော်တင်းနာနေမနေ့ကနေဝန်စားမှာ3ညနဲ့ဘာကနန်းလေးကိုအဓိကနေတင်ပြီးကစားမယ်ဆိုရင်3ညခွန်3ညရှိ3ည9 3ည2ဆိုတဲ့မယောလေးကွက်ကိုဦးစားပေးပြီးတော့ကစားပါကျွန်တော်တကွက်ကောင်းလေးကိုပြဆုံးမှပြောပေးမယ်ပြောပြပါရင်နော်တေချာလေးစအဆုံးကြည့်ပါဗီဒီယိုပိုင်းလေးကိုစအဆုံးကြည့်လို့မိတ်ဆွေကိုဒီမှာလည်းအလုံးအတွက်လုံးဝအကျိုးမရှိအောင်တောက်ကြပွဲသိန်းလေးမှာလည်း93 96နေကုန်မှာနေတိုက်တွေအောင်နေမှုရတဲ့နေတိုက်တွေရောမောင်ကျော်ကြီးမှာနော်လက်ဆောင်ပေးရလို့လက်ဆောင်ပတ်တိစင်တီတဲ့အကူဒီမှာလည်းအလုံးကို93 96ကိုပေါက်တဲ့ပေါက်ကြီးလေးတွေအခုဗီဒီယိုပိုင်း comment အောက်လေးမှာဝိုင်းပြီးတော့မှတ်ပေးမယ်နော်โอเคလေးတွေတက်စီမှတ်ပေးမယ်ကဲအားလုံးပဲနော်တင်းနာလေးမနေ့ညနေကုန်စားမှာအခွေမင်းမင်းနေတဲ့အကူဒီမှာလည်းအလုံးကမောင်ကျော်ရဲ့အကြိုက်ဆုံးအပြီးပေါက်ခွေသည်863သည်အပြီးပေါက်ခွေပါနော်863သည်အပြီးပေါက်ခွေပါ863အပြီးပေါက်ခွေဘာရမလဲဆိုရင်ကျွန်တော်တင်းနာနေမနေ့ညနေကုန်စားမှာ8683 63ဆိုတဲ့ကဏ္ဍ3ခွဲရပါမယ်863သည်အပြီးပေါက်ခွေပါ863ပြီးပေါက်ခွေဘာရမလဲဆိုရင်8683 63ဆိုတဲ့ကဏ္ဍ3ခွဲရပါမယ်ဒါကတင်းနာနေမနေ့ညနေကုန်စားတော့ပါနော်ကဲအားလုံးပဲစောင့်ကြည့်နေတဲ့တကွက်ကောင်းလေးလာပြီနော်တကွက်ကောင်းလေးမပြောခင်မှာမောင်ကျော်ရဲ့မိသားစုရင်ကိုဒီမတွေအားလုံးပဲတင်းနာလေးအဖွင့်လေးရနေဆိုင်ပြီးကြံပေါင်းများစွာကိုမင်္ဂလာရှိသောနေ့ရက်လေးကိုပိုင်ဆိုင်နေအောင်မန်လေးလေးမှာတယောက်တစ်ချက်စီမင်္ဂလာပါလို့ဝိုင်းပြီးတော့မှတ်ပေးပါမောင်ကျော်ရဲ့တကွက်ကောင်းလေးမင်္ဂလာကွက်တွေလိုက်ကစားမဲ့အခုဒီမတွေအားလုံးက comment ကလေးမှာ okay လေးတန်းစီမှတ်ပေးပါနောက်ပြီးတော့ကျွန်တော်ရဲ့ 2D မောင်ကျော် YouTube channel တကလို့တဲ့ subscribe မနေကသေးတဲ့ကိုဒီမတွေအားလုံးက channel ကို subscribe လုပ်ပြီးတော့ကြည့်ပေးကျွန်တော်ရဲ့ video ပိုင်းလေးကိုကိုတဦးတယောက်နေတာကိုတဦးတယောက်ရတာတက်ကိုမကြည့်ဘဲနဲ့အများနဲ့အများတွေ့အများရအောင် 2D တူတဲ့သက်ဆိုင်ညာလေးတွေမှာ share လေးလုပ်တော့ကြည့်ပေးပါညဝေပြီးတော့ကြည့်ပေးပါနော်ကဲအားလုံးပဲဒါလေးလုပ်ပေးပါနော်ကဲဟုတ်ပြီနော်ဒေတာနေမနေ့ကနေကုန်စားတခွက်ကောင်းလေးမပြောခင်မှာနော်ရှေ့ဘက်ဒီပတ်ဒီမှာကိုကြိုက်တဲ့ရလေးလိုက်လို့အကြောင်းမျိုးကြောင့်ရှုံးနေတဲ့ကိုဒီမားတွေကျွန်တော်ရဲ့ဗီဒီယိုပိုင်းလေးတွေမှာလူများလေးရနေတာလေးတွေ့တယ်ပေါက်နေတာလေးတွေ့လို့ဒီဘက်မှာစမ်းပြီးလဲတွဲပြီးကစားခြင်းနဲ့ကိုဒီမားတွေအားလုံးမတေချာနာတော့ဝေပါကျွန်တော်တို့အခုလာမဲ့ပတ်ဒီတောက်ကြနေသည်ပေးရရှိပါတယ်နော်တောက်ကြနေသည်ပေးရရှိပါတယ်တောက်ကြနေပေးရရှိတဲ့အတွက်ကြောင့်မလို့နော်ဗုဒ္ဓဦးမကျော်ဆိုရင်မဲ့ကျွန်တော်တို့အပတိုင်းမှာတင်းနာအင်္ဂါဗုဒ္ဓဦးမကျော်ဆိုရင်မဲ့အပတိုင်းလို့မှာတင်းနာအင်္ဂါနှစ်ရက်အတွင်းမှာအနေနဲ့လို့ငွေထုံးနေရတဲ့နေတိုင်းလို့မှာကျွန်တော်အနေကြံပြီးတော့အစင်ပြေးနေတယ်နော်မောင်ကျော်ပေးနေကြတာဝန်ခံမှုတာဝန်ယူမှုတရားကလေးကအမခိုင်တွေ့တဲ့ဇာတို့ပတ်တီတစ်လုံးရပါမယ်ငွေကနန်းနှစ်ခွက်ရပါနော်အရန်ငွေခွက်ကလေးတွေပါပါမယ်နော်ဒီကနေတော့ဇာတို့ပတ်တီတစ်လုံးရမယ်ငွေကနန်းနှစ်ခွက်ရအဲ့ဒီဇာတို့ပတ်တီတစ်လုံးနဲ့ငွေကနန်းနှစ်ခွက်ကိုကျွန်တော်အဖွဲ့ဝင်ကန်ဆယ်ကြီး1000ကျပ်နဲ့သတ်မှတ်ပြီးတော့ပေးထားပါတယ်နော်အဖွဲ့ဝင်ကြီးကန်ဆယ်ကြီး1000ကျပ်နဲ့သတ်မှတ်ပြီးတော့ပေးထားပါတယ်ဘလို့အဖွဲ့ဝင်ရမလဲဘလို့ဆက်သွယ်ရမလဲမတည်သေးသောမိတ်ဆွေအကိုတွေမှလည်းအားလုံးကနော်မောင်ကျော်ရဲ့လူဟောမိတ်ဆွေအကိုတွေမှလည်းအားလုံးကလည်းအဖွဲ့ဝင်ဖို့ကြံသေးတဲ့ဆိုရင်ကျွန်တော်ဒီညနေပြီးတော့တင်းနာနေမနဲ့7နာရီထိပဲအဖွဲ့ဝင်လက်ခံပါပါနော်ဘလို့အဖွဲ့ဝင်ရမလဲဘလို့ဆက်သွယ်ရမလဲဆိုရင်မောင်ကျော်ရဲ့ဖုန်းနံပါတ်ကလေး39 268 236 431ကဲ39 421 935 935အဲ့ဒီဖုန်းနံပါတ်နှလုံးကိုတိုက်ရိုက်ဆက်သွယ်ပြီးဒီလိုပိုင်းရဲ့မတ်အောင်ပါလဲကျွန်တော်ရဲ့ဖုန်းနံပါတ်ကလေးကိုမတ်တော့ပေးထားမယ်နော်ဘသူမှကျွန်တော်အတေးမခေါ်ဘူးအမှန်ကန်ယုံကြည်မှုရှိမှလာရောက်ပြီးအဖွဲ့ဝင်မှာကျွန်တော်အခုခေါ်ပြီးတဲ့ဖုန်းနံပါတ်နှလုံးစလုံးမှာဖုန်းဆက်ပြီးတော့နော်ဆက်သွယ်ရဖို့အခက်အခဲရှိတဲ့အကူတွေမှလည်းအားလုံးက Viber နဲ့လာရောက်ပြီးတော့ဆက်သွယ်ပြီးတော့အဖွဲ့ဝင်လေးရပါတယ်ကျွန်တော်အခုခေါ်ပြီးတဲ့ဖုန်းနံပါတ်နှလုံးစလုံးမှာ Viber နှလုံးစလုံးရှိပါတယ် Viber နှလုံးစလုံးဖွင့်ထားပါတယ်နော်အဖွဲ့ဝင်ကြိုတဲ့လုံးဝကြုံလဲပါတယ်ညီလေးမောင်ကျော်ကိုတို့အဖွဲ့ဝင်ကြိုတော့မောင်လေးမိုင်တို့အဖွဲ့ဝင်ကြိုတော့ဆိုပြီးတော့ဖုန်းဆက်ပြီးကျွန်တော်ကလွှဲဆုံးမှာအဖွဲ့ဝင်ကြိုလွှဲပြီးနော်အဖွဲ့ဝင်ကြိုလွှဲပြီးတဲ့အခါမျိုးလေးကြိုင်နဲ့ Viber သုံးတဲ့အကူတွေမှလည်းအားလုံးတိုင်းကကျွန်တော်ငွေလွှဲပြည်စာလေးတွေ Viber ကနေပို့ပြီးနော်အားလုံးပဲဒီဇာလုံးပတ်တဲ့ငွေကနေကကျွန်တော်ရှိမှပုံမှန်လက်တွဲနေတဲ့လူတွေကကျွန်တော်အထူးတလဲပြောနေစရာမလိုနော်အရှိပတ်တွေမှာဆိုလဲကျွန်တော်တင်းနာနေမနဲ့ဆိုပဲဇာလုံးပတ်ပြီးတော့ဇာလုံးမွေးကွက်ကော48ကျွန်တော်အဲ့ဒါအစင်နေပြီးသားဟိုးရှိပတ်တွေမှာဆိုလဲဒါကျွန်တော်ဇာလုံးနော်မွေးကွက်နှစ်ကွက်ပြီးနှစ်ကွက်စလုံးအောင်ထွက်ဟုတ်လားနော်ဒါအထူးတလဲကျွန်တော်လည်းပုံမှန်လက်တွဲနေတဲ့လူတွေကအထူးတလဲပြောနေစရာမလိုယုံကြည်မှုရှိတဲ့အဖွဲ့ဝင်တွေနဲ့ကိုရီမားတွေအားလုံးတိုင်းတင်းနာအင်္ဂါ2ရက်တွင်းမှာဘလူးကျော်ဆိုမဲ့တင်းနာအင်္ဂါ2ရက်တွင်းမှာထိုးလောကောင်းတဲ့ဇာတို့ပတ်တိတစ်လုံးရမယ်ငွေကလေးနှစ်ခွက်ရမယ်ယုံကြည်မှုရှိတော့အဖွဲ့ဝင်လက်တွဲပြီးကစားခြင်းနဲ့ဆိုအဖွဲ့ဝင်ကန်ဆယ်ချင်းဒီ1000ကျပ်ပါနော်အဖွဲ့ဝင်ကန်ဆယ်ချင်း1000ကျပ်ပါ
ဖုန်းဆက်ပြီးတော့နော်ဖွဲ့ဝင်ဖို့အခက်အခဲရှိတဲ့ကိုရီမားတွေအလုံးကမောင်ကျော်ဦးခေါ်ပေးမယ်ဖုန်းနံပါတ်နှလုံးစလုံးမှာဘိုင်ဘာနှလုံးစလုံးရှိပါတယ်ဘိုင်ဘာနဲ့လာရောက်ဆက်သွယ်ပြီးတော့ဖွဲ့ဝင်လို့ရပါတယ်ဘယ်လိုဖွဲ့ဝင်ရမလဲဘယ်လိုဆက်သွယ်ရမလဲမသိသေးတော့ကိုရီမားတွေအလုံးကမောင်ကျော်ရဲ့ဖုန်းနံပါတ်ကလေး39 268 236 431ကဲ39 421 939 935အဲ့ဒီဖုန်းနံပါတ်နှလုံးကိုတိုက်ရိုက်ဆက်သွယ်ပြီးဒီလိုမှမအောက်မှာလည်းကျွန်တော်ရဲ့ဖုန်းနံပါတ်ကလေးကိုပြင်ထားပေးရမယ်မွေးလွှဲပြီးတာနဲ့ဘိုင်ဘာနဲ့မွေးလဲတိစာလေးပို့ပြီးပါနော်နေတိုင်းမှာတစ်ခွက်ကောင်းကစားခြင်းနဲ့အကိုတွေမားတွေအလုံးကမောင်ကျော်ရဲ့အကြိုက်ဆုံးတစ်ခွက်ကောင်းဒီ3-6ဒီတစ်ခွက်ကောင်းပါနော်3-6ဒီတစ်ခွက်ကောင်းပါတစ်ခွက်ကောင်းချက်နေတဲ့လို့လိုက်ကစားမယ်အကိုတွေမားတွေအလုံးပဲနော်3-6တစ်ခွက်ကောင်းလေးကိုထည့်ပြီးကစားတာပါ3-6တစ်ခွက်ကောင်းလေးကိုထည့်ပြီးထိုးတာပါအခုနေတိုင်းတင်ပေးတဲ့ကနန်းတွေကတင်းနာနေမနဲ့ညနေကုန်စားတွက်နေပါနော်ယုံကြည်မှုရှိလို့လည်းတွဲပြီးကစားခြင်းနဲ့အကိုတွေမားတွေအလုံးကဟယ်လိုလေးလုပ်ပေးပါနော်အားလုံးပဲဗီဒီယိုပိုင်းလေးကိုအစားအဆုံးပြီးဆုံးတဲ့အောင်ကြည့်ပြီးတဲ့တူတယောက်ချင်းစီတိုင်းစိတ်ကြမ်းမှချင်းကိုချမ်းသာခြင်းတည်ဆုံးပြီးတော့လောဘဆန္ဒရဲ့တလုံးတော့တည်ဝင်နိုင်ကြပါစေလုပ်ငန်းကံကံအစစရရအစတဲ့တဘူအစင်တွေချုံးဝင်နိုင်ကြပါစေလို့ဆုတောင်းနေတာလေးကိုပူဇော်ပေးနေကျွန်တော်ရဲ့ဗီဒီယိုပိုင်းလေးကိုဒီနေ့မှာပဲကျွန်တော်ကိုဒီပါဗီဒီယိုပိုင်းလေးကိုကြည့်ပြီးတဲ့ကိုလေးပိုင်းအားလုံးတိုင်းကျေးဇူးတင်ပါတယ်နော်အားလုံးတဲ့အစင်တရားပါမယ်ကဲအားလုံးပဲ good luck ပါညနေပါအောင်မနဲ့တူတင်တွေ့မယ်နော်အားလုံးပဲဘိုင်ပါ